ရွာတရွာမှာပညာရှိအဖိုးအိုတူရှိပါတယ်။ဒီနေ့မှာတော့သူကရွာသေးကလူငယ်3ယောက်ကိုခေါ်ပြီးတယောက်ကိုပန်းစီတစ်စီစီပေးလိုက်ပါတယ်။ဒီပန်းစီတွေကိုအိုးထဲမှာစိုက်ကြပါ။နောက်3လကြာလို့ဘသူရပန်းအိုးကအလှဆုံးဖြစ်မလဲဆိုတာပြန်လာပြကြပါ။အလှဆုံးပန်းပန်ရှင်ကိုငါရဲ့အဖိုးတန်ရတနာတွေစုပေးမယ်လို့ပြောလိုက်ပါတယ်။လူငယ်2ယောက်ကပန်းတွေဝေစာနေပြီးနောက်3လကြာတဲ့အခါမှာတော့ပထမလူငယ်နဲ့ဒုတိယလူငယ်တို့ရဲ့ပန်းအိုးထဲမှာအယောင်ဆုံးပန်းတွေကဝေစာနေပါတယ်။ဒါပေမဲ့တတိယလူငယ်ဖြစ်တဲ့မောင်ရိုးရဲ့ပန်းအိုးထဲမှာတော့မြေကြီးကလို့ဘာမှပေါက်မလာခဲ့ပါဘူး။မောင်ရိုးကစိတ်မကောင်းစွာနဲ့ငါနေတိုင်းရေလောင်းပေါင်းတင်ခဲ့တာပဲ။ဘာလို့ပန်းမပွင့်တာပါလဲ။ဒါပေမဲ့ငါရှိရဲ့အတိုင်းပဲအဖိုးအိုစီသွားပြရမှာပဲ။လူငယ်2ယောက်ကတော့သူတို့ရဲ့ပန်းအိုးတွေကိုဂယုစွာနဲ့ပြနေကြတယ်။အဖိုးအိုကမောင်ရိုးရဲ့ဗလာခစ်နေလေပန်းအိုးကိုကြည့်ပြီးမေးလိုက်ပါတယ်။မောင်ရိုးမင်းရဲ့ပန်းအိုးကဘာလို့အပင်မပေါက်ကြလဲ။ကျွန်တော်တက်နိုင်သမျှဂယုစိုက်ခဲ့ပါတယ်အဖိုး။ဒါပေမဲ့အပင်ကပေါက်မလာခဲ့ပါဘူး။ကျွန်တော်တောင်းပန်ပါလေခမညာလို့ရိုးသားစွာပြောလိုက်ပါတယ်။အဖိုးအိုကပြုံးပြီးတကယ်တော့စုရမဲ့သူကမောင်ရိုးပဲချစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ငါပေးလိုက်တဲ့ပန်းစီတွေကပြုတ်ထားတဲ့ပန်းစီတွေမို့ဘလို့မှအပင်ပေါက်မှာမဟုတ်ဘူး။ကျန်တဲ့လူငယ်2ယောက်ကစုလို့ချင်းစောနဲ့တခြားပန်းစီတွေကိုလဲလွယ်စိုက်ပျိုးခဲ့ကြတာပါ။မောင်ရိုးကတော့အပင်မပေါက်ပေမဲ့ရိုးသားကျွင်းဆိုတဲ့စာရိတ္တကိုလက်ကင်ထားခဲ့ပါတယ်။လိန်လဲပြီးရရှိတဲ့အောင်မြင်မှုထက်ရိုးသားစွာနဲ့ရှုံးနှိမ်ခြင်းကပိုပြီးမြတ်ပါတယ်။နောက်တစ်ပတ်မှာလည်းဒီလိုပုံပြင်လေးတွေနားဆင်ဖို့အသေးတစ်ချက်လိုက်ကလစ်လေးနှိပ်ပေးခဲ့ကြပါအောင်နော်။